TNL ကအခုနောင်ချိုတိုက်နောင်ချိုရပြီတာနဲ့ငါတို့တက်မရှိတဲ့တောင်ခမ်းကိုဆက်တိုက်ဒီကောင်นี่တောင်ခမ်းကိုတေချာပေါက်တိုက်တယ်တောင်ခမ်းကိုရခဲ့ရက်ဆောက်ကနေတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးထိချန်ကပ်လိုက်မယ်ရှေ့မြောက်ဘက်မှာဆိုရင်တော့နောင်ချိုရပြီးပြင်ဦးလင်းမန်းလေးထိဆက်တိုက်တယ်ပြီးရင်တော့ညာဒေသပေါ့တောင်ခမ်းကိုဒနု PDF DPL ကိုပေးခဲ့လိမ့်မယ် DPL ကိုရွာငံဒေသထိနေမီစိုးမိုးခွင့်ပေးမယ်လို့ဒီကောင်နဲ့မလုံးပေးထားတယ်ဒီကောင်နဲ့နိုင်ချက်လို့ဖြစ်နေတော့ဘယ်တက်နဲ့တိုက်တာသူတို့ပဲနိုင်တယ်လို့ထင်တယ်အေးအဲ့နိုင်ချက်ကိုရှုံးချက်ပြန်ဖြစ်ဆုံးမပေးရအများနဲ့နောက်ကနေလိုက်နေတဲ့ခွေကိုရှောင်ပြေးနေတယ်လုံးမဖြစ်ဘူးဇာရှိရှိနဲ့နောက်ပြန်လှည့်ပြီးကန်ထုတ်လိုက်မှာအထိနာပြီးထွက်ပြေးမှာရန်သူကိုခွေးကန်ပြစ်တယ်လို့ကန်ပြစ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားရမယ့်အလုပ်တွေကိုငါပြောမယ်တရင်လိုက်ခံစစ်တွေကိုအကောင်းဆုံးပြင်ဆင်ထားပါတရင်တွေကအရန်ရိတ်ခါနဲ့73စီတို့တက်မောက်ရွှေပြောင်းစုပုံအာမာတာ206ကအရေးကြီးပစ္စည်းနဲ့စာရွက်စာတမ်းတွေကိုထုတ်ဖို့ပြီးတက်မောက်ကိုပို့အာမာတာ406က37လေယာဉ်ပြည့်အမြောက်တွေကိုတက်မောက်ကိုရွှေ့အာမာတာ406နဲ့အာမာတာ354တို့ကခံစစ်စင်တဲ့အနေထားကနေအခြေအနေမပေးခဲ့ရင်တက်မောက်ကိုလာပေါ့တက်မဌာနချုပ်ကတော့တောင်ခမ်းရဲ့နောက်ဆုံးခံစစ်ပဲအရေးကြီးဆုံးကတက်အလိုက်ဆက်သွယ်မှုပြတ်တောက်စေနဲ့တိုက်ပွဲကာလမှာဖုန်းလိုင်းတွေပြတ်တောက်ခဲ့ရင်ဆက်သွယ်ရေးဇက်တွေကိုကောင်းကောင်းအသုံးချနိုင်မှုမင်းတို့ခုတည်းပြင်ဆင်တာအဲ့တော့အဓိကကြတာငါတို့တောင်ခမ်းဒေသတောင်ခမ်းဒေသအရှေ့မြောက်ရဲ့နောက်ဆုံးခံစစ်ပဲဒါပေမဲ့မင်းတို့သိထားရမှာဒီကောင်တောင်ခမ်းကိုဘယ်တော့မှမရစေရရှေ့မြောက်ဒေသရဲ့အောင်ပွဲအစတောင်ခမ်းလည်းဖြစ်ရှင်းလားမင်းတို့စိတ်နှခွမဖြစ်ဖို့နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးတိုက်တယ်လို့တိုက်ဖို့လုပ်ရမယ့်အရေးကြီးဆုံးကိစ္စတွေဒီညာပဲလုပ်ကြမယ်ဒီဘက်တော့ရမယ်လေနားတော့15မိနစ်တွင်ကားကိုတက်မယ်လူတယောက်ကိုထောက်တစ်ခုစီပဲပါမယ်နိုင်ထဲမှာတယောက်မှကျန်တော့လိုချင်ဘူးဘာကြောင့်မလို့ကျူးမြန်မြန်လို့ကျမတို့ကပြည်စည်းကိုဘယ်လိုသိပြီးတော့ဘယ်လိုသွားမှာလဲဆရာကြီးရဲ့ကျမတို့ဝေးလိုက်ကြက်ကလေးကလေးကြဘယ်လိုလုပ်မလဲဆရာကြီးရဲ့လူတယောက်ထောက်ထောက်ဆိုတော့ကျန်တဲ့ပြည်စည်းကဘယ်လိုလုပ်မှာလဲပြန်မလာတယ်ပြန်မလာတယ်ဆရာကြီးရဲ့ငါလည်းမသိဘူးဟာတိုင်းပေါ်ကြောက်လို့ပြောတာရတော့ရတော့ရတော့好了，不这么全点，给我皮包裹。在，现在给我站我，站。အမေတာအမေကိုသိချမယ်နော်အမေတာအမေနောက်လိုက်လာမှာအမေဘာကိစ္စတာအမင်းနဲ့ကိုလိုက်လာမှာဘေးတောင်ကဒီမှာဒီနေရာကကွယ်ဆောက်ရအောင်မှာမင်းရဲ့တောင်ပဲလေတာအမေကိုစိတ်ပူလို့ပါအမေရဲ့တာစိတ်ပူလို့ပါအမေဘာလဲတာမင်းကြောက်နေရလားကြောက်နေမင်းကပေါ်ရိုက်ပါတော့爸爸ဘယ်တော့မှလဲတာဖေဖေရောခေါ်လဲလို့မရဘူးလားတာမမင်းနဲ့လိုက်သွားလေတာဖေဖေနောက်တော့လိုက်လာမှာတော့အမေမရှိရတာဗျာတော့အမေမရှိရတာတော့အမေမရှိရတာဟုတ်ပါတယ်ဗျာသူ့အဖေကင်းသွားရင်တော့ကျမတို့ကပဲကြည့်ရှုစောင့်ရှောက်ပေးထားရတာပါဗျာဒါဆိုလည်းဒီကလေးကိုခင်ဗျားတို့ဆက်ပြီးစောင့်ရှောက်ပါဟုတ်ကဲ့ပါစိတ်ချပါစိတ်အားလုံးလည်းအဆင်ပြေပါလေသူရဲ့အဆင်ပြေပါလေတာဒါဆိုခုပဲထွက်ကြတယ်ကဲပါပါမိသားစုဝင်တွေလမ်းခီးတစ်လျှောက်ညမကပဲပြေးစားပြီးခေါ်တော့ခဏလမ်းခီးမှာစားဖို့တောက်ဖို့နေဟိုရောက်လိုအပ်တာလေးလိုရအောင်ဒါလေးပါအခက်အခဲတစ်ခုရှိ